Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ရိတ်ခါဆူဆောင်ရေးပေါ့နော်အစားတောက်လေးစုပြပါတယ်အိုးလေးနှလုံးလဲဝယ်ပြတယ်ပေါ့နော်ဒီနေ့မှာအိုးလေးကလွန်ခဲ့တဲ့တစ်နှစ်လောက်ကဝယ်ထားတာပေါ့နော်အိုးလေးတွေကပြတ်သွားပြီပေါ့နော်ချက်တဲ့အိုးလေးဆိုလဲလုံးဝပြတ်သွားပြီပြီးတော့ထမင်းပေါင်းလေးဆိုရင်လည်းဒီနေရာလေးကမရှိတော့ဘူးပေါ့နော်အဲ့အတွက်ကြောင့်ဒီနှစ်ခုဒီနေ့ဝယ်ရပါတယ်ဈေးကတော့2မျိုးပေါင်းမှ100 ringgit ကျော်ပဲပေးရပါတယ်ဈေးအရင်မကြည့်ဘူးပေါ့နော်ဒါလေးဆိုရင်50မပြည့်ဘူးဒါလေးက90ကျော်လေးနဲ့ရပါတယ်ဆိုတော့အစားတောက်အတွက်အဆင်ပြေပြီပေါ့နော်ပြီးတော့ဒီနေ့ဆန်ဝယ်ရပါတယ်ပြီးတော့စက်သွန်ပြူပေါ့နော် white onion ရမ်းချိုတယ်အဲ့ဒါလေးလည်းဝယ်ပြီးတော့ဖြည့်ထားတယ်ပြီးတော့အကောင်လေးတွေပေါ်တယ်ဒီမှာအဲ့အတွက်ကြောင့်မလို့ဟင်းလေးတွေကိုဒီလိုမျိုးဘူးလေးနဲ့ပေါ့နော်ထည့်ထားဖို့အတွက်ဘူးလေးထပ်ပြီးတော့ဝယ်ပြတယ်ဘူးလေးကဒါဆိုရင်မြန်မာနိုင်ငံကပို့ပေးရပေါ့နော်အမေပို့ပေးတဲ့ငချောက်ကိုစီလေးစိမ်ထားတာပါငရမ်းချောက်ချူချူလေးပေါ့နော်ငရမ်းချောက်ချူချူလေးကိုစီလေးစိမ်ထားတာပါဒါကတော့အမြဲတမ်းတော့မစားဘူးပေါ့နော်တစ်ခါတလေစားဖို့အတွက်ဝယ်ထားတဲ့ခေါက်ဆွဲလေးတွေပါတခုရှိရဲဒါလေးကစက်ဖို့ပေါ့နော်ဒီနေ့ကတော့ဒီမြန်မာနိုင်ငံကပဲဒါလေးကတော့special လက်ဖက်နှက်ပေါ့နော်အဲ့လက်ဖက်နှက်ကလေးကိုထမင်းလေးနဲ့တွဲစားဖို့အတွက်စုဆောင်ပြတယ်ပြီးတော့ဒါကတရသီးတစ်နက်ပေါ့နော်တရသီးတစ်နက်တော့ရမ်းကြိုက်ပါတယ်တရသီးတစ်နက်လေးလည်းဝယ်ဖြစ်ပါတယ်6ကတော့အားလုံး17ထုပ်ပေါ့နော်17ထုပ်ပို့ပေးလိုက်တာအခုကတော့6က9ထုပ်လောက်ကျန်သေးရပေါ့နော်ဒီ6ထုပ်လေးကိုဒီလိုမျိုးစီစိမ်ပြီးတော့ပေါ့နော်ခမင်းလေးနဲ့စားမယ်တစ်ခါတလေမှာဒီလိုအရန်ဟင်းလေးတွေပေါ့နော်ဒီလိုရန်ဟင်းလေးတွေနဲ့စားမယ်ပေါ့နော်အဲ့ဒါဆိုရင်တော့တော်တော်အဆင်ပြေတယ်ဒီနေ့ညစာကတော့အကုန်ကြလည်းတက်တာတယ်ပေါ့နော်ဒီနေ့ညစာကတော့ထမင်းလေးရယ်ပြီးတော့ဆယ်မွန်လေးရယ်ပေါ့နော်ဆယ်မွန်လေးရယ်ပြီးတော့ခောက်ဆွဲလေးစားခောက်ဆွဲလေးစားခြင်းနဲ့ဆိုလေခောက်ဆွဲလေးတစ်ထုပ်လောက်နဲ့ပေါ့နော်အဲ့ဒါလေးနဲ့စားပါမယ် white onion လေးလည်းစားမယ်ပေါ့နော်ကိုခံအားလေးမြင်အောင်ချိုးအောင်ပေါ့နော်ဆိုတော့စားပြီးတော့ချက်လိုက်ပါအောင်မယ်ဒါကတော့ salmon လေးရယ် white onion လေးရယ်ပေါ့နော်ဒီထဲမှာချက်မယ်ပေါ့နော်အဓိကတော့ grill လုပ်တာလောက်ပါပဲเนาะဒါကတော့ white onion ရဲ့အဓိကအချိုတက်ကိုလိုချင်တာပေါ့နော်အဲ့ဒါကြောင့်မလို့ပါ white onion လေးထည့်တာပေါ့နော်ချက်သားမဟုတ်ဘူးပေါ့နော်လိုတလောက်ထည့်မယ်ဒါလေးက salmon လေးပေါ့နော် salmon လေးကိုgrill ပုံစံမျိုးကနည်းနည်းပဲကြော်တာပေါ့နော်အဲ့တော့အခုကထမင်းလေးကျက်သွားပြီဆိုတော့ salmon လေးရယ် white onion ကျွတ်သွန်ပြူလေးရယ်ဒီမှာတရသီးတစ်နက်မြန်မာပြည်ကဒါလေးလည်းမြန်မာပြည်ကငရမ်းချောက်လေးစားလိုက်ပါအောင်မယ်အားလုံးပဲ thank you